တခါကစဉ်းစားမိတဲ့အတိုင်းပြည်နယ်တစ်ခုကနိုင်ငံတစ်နိုင်ငံကိုကျော်လွန်နိုင်မယ်ဆိုတာမဖြစ်နိုင်ဘူးလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့ဒီနေ့ခေတ်မှာတော့တရုတ်ရဲ့ပြည်နယ်များကကမ္ဘာနိုင်ငံကြီးများကိုတပြိုင်နက်ကျော်လွန်နေပါပြီ။ဟူနန်ပြည်နယ်ကနော်ဝေးဟန်ဂေရီတို့ထက်990ဘီလီယံပိုကျန်းတာနေပါတယ်။ရှန်ဟိုင်းပြည်နယ်ဟာဆွီဒင်နဲ့ထိုင်းကိုကျော်လွန်ပြီးအာရှရဲ့ဗန်နာရေးဗဟိုချက်ဖြစ်လာနေပါပြီ။သူ့ရဲ့ချမ်းသာမှုက803ဘီလီယံရှိပါတယ်။ဖူကျင်းပြည်နယ်ဟာ900ဘီလီယံထိချမ်းသာနေပြီးနေပညာတင်ပို့မှုတွေမှာအာဂျင်တီးနားနဲ့ပဂျီယန်ကိုကျော်တက်နေပါပြီ။ခုဘေးပြည်နယ်ဟာ990ဘီလီယံထိချမ်းသာပြီးကိုဘေးကနေပြန်လဲထူထောင်ကကားတမ်မနီထုတ်လုပ်မှုကိုအဓိကထားပြုလုပ်ကြပါတယ်။ဟီနန်ပြည်နယ်ဟာပိုလန်နဲ့တူရကီတို့ထက်ပိုကြီးပြီး3.2ထရီလီယံချမ်းသာပါတယ်။စီချွမ်ပြည်နယ်ဟာ10ထရီလီယံချမ်းသာပြီးဆော်ဒီအာရေဗီးယားထက်ပိုကြီးနေတာ10နှစ်ရှိပါပြီ။ခြေချောင်းပြည်နယ်ဟာဆွစ်ဇာလန်နဲ့နယ်သာလန်တို့ကိုကျော်ပြီး32ထရီလီယံချမ်းသာပါတယ်။ရှန်တုံးပြည်နယ်ဟာစက်မှုအင်အားကြီးနယ်သာလန်နဲ့အင်ဒိုနီးရှားကိုကျော်တက်ပြီး40ထရီလီယံချမ်းသာပါတယ်။ကျန်းစုပြည်နယ်ဟာအီတလီတောင်ပိုင်းတစ်ခုလုံးထက်တောင်ပိုထုတ်လုပ်နေနိုင်ပြီး92ထရီလီယံချမ်းသာပါတယ်။ကွမ်တုံးပြည်နယ်ဟာကနေဒါနဲ့ရုရှားရဲ့အချမ်းသာဆုံးဒေသများနဲ့ရှင်ပြိုင်နေပါပြီနဲ့3.5ထရီလီယံချမ်းသာပါတယ်။တရုတ်ရဲ့မရက်မနားလဲပတ်နေတဲ့စီးပွားရေးအင်ဂျင်လို့လည်းပြောလို့ရတဲ့ပြည်နယ်ဖြစ်ပါတယ်